chameleons ဆိုတာအိမ်မြောင်နဲ့မျိုးရင်းတူတဲ့အကောင်ငယ်လေးတွေဖြစ်ပြီးအယောင်ပြောင်းနေစမ်းအတွက်လူသိများပါတယ်ဒါပေမဲ့သူတို့ရဲ့အံ့ဖွယ်စွမ်းရည်တွေကအဲ့ဒီထက်ပိုများပါတယ်အဓိကထူးခြားချက်ကတော့အယောင်ပြောင်းခြင်းဖြစ်ပါတယ်သူတို့ရဲ့အရေးပြားမှာ chromatophores ခေါ်တဲ့အထူးဆဲတွေရှိပါတယ်ဒီဆဲတွေကသူတို့ရဲ့စိတ်ခံစားမှုခန္ဓာကိုယ်အပူချိန်အလင်းရောင်နဲ့ပတ်ဝန်းကျင်ကိုတုတ်ပြန်ပြီးအယောင်ပြောင်းလဲသွားစေပါတယ်စိတ်ဆိုးတဲ့အခါကြောက်တဲ့အခါမိတ်လိုက်တဲ့အခါမျိုးမှာအယောင်ပြောင်းကြပါတယ် chameleon တွေရဲ့မျက်လုံးတွေဟာတစ်ဖက်စီကိုတီးတန့်လှုပ်ရှားနိုင်ပါတယ်တစ်ဖက်ကအပေါ်ကြည့်နေရင်အခြားတစ်ဖက်ကအောက်ကိုကြည့်နိုင်ပါတယ်ဒါကြောင့်သူတို့ရဲ့သားကောင်ကို360ဒီဂရီနီးပါးမြင်နိုင်စွမ်းရှိပါတယ်သားကောင်ကိုတွေ့တဲ့အခါမှသာမျက်လုံးနှစ်ဖက်စလုံးကအာရုံစိုက်ကြည့်ပါတယ် chameleons တွေကအတန်သိမ့်မပြုတ်တတ်ကြပေမဲ့ခန္ဓာကိုယ်အမူအရာနဲ့တခြား chameleon တွေကိုဆက်သွယ်ကြပါတယ်ဥပမာသူတို့ရဲ့ကိုယ်ကိုဖောင်းချက်ကြီးဖြစ်အောင်လုပ်တာအယောင်ပြောင်းတာတွေကသူတို့ရဲ့နေမီကိုကာကွယ်တဲ့သဘောပါအဆွဲတစ်ချောင်းလိုရှည်လျားတဲ့ရှားသူတို့ရဲ့ရှားကခန္ဓာကိုယ်အလျားထက်2ဆလောက်ရှည်တက်ပါတယ်ရှားရဲ့ထိပ်မှာစီးကပ်တဲ့အရေးပါဝင်ပြီးသားကောင်ကိုမီလီယကန်တလို့လှင်မြန်စွာထိုးထုတ်ဖမ်းယူနိုင်ပါတယ်ဒီရှားကိုကြွက်သားအစုလိုက်နဲ့မောင်းနှင်ထားတာဖြစ်ပြီးရှားကိုထုတ်လိုက်တဲ့အခါကြွက်သားတွေကဖိအားကိုသုံးပြီးသားကောင်စီကိုလွှတ်ချလိုက်တာပါခြေချောင်းပုံစံထူးခြားချက်ကတော့သူတို့ရဲ့ခြေချောင်းတွေက Zygodactylus ပုံစံရှိပါတယ်ခြေချောင်း5ချောင်းကို2ချောင်းနဲ့3ချောင်းစီ2စုခွဲထားသလိုဖြစ်ပြီးအကိုင်းအခက်တွေကိုခိုင်မြဲစွာကင်တွယ်နိုင်ပါတယ်တခြားစိတ်ဝင်စားစရာအချက်တွေကတော့ chameleons အမျိုးအစား200နီးပါးရှိပြီးအရွယ်အစားအဖြစ် 1.5 စင်တီမီတာကနေ80စင်တီမီတာအထိအရွယ်အစားစုံကြပါတယ်သူတို့ရဲ့အမြင်အာရုံကလူသားတွေထက်ခရမ်းလုံရောင်ကြီးကိုမြင်နိုင်စွမ်းရှိပါတယ်သူတို့ဟာအမြင်အဖြစ်ပိုးမွားတွေကိုသာစားကြပေမဲ့အရွယ်ကြီးတဲ့ chameleon တွေကနှက်ငယ်လေးတွေကောင်စားနိုင်ပါတယ်ဒီလိုထူးခြားတဲ့စွမ်းရည်တွေကြောင့် chameleon လေးတွေဟာတိရစ္ဆာန်လောကရဲ့အံ့ဖွယ်အကောင်လေးတွေထဲကတစ်မျိုးပဲဖြစ်ပါတယ်